ထိုမျိုးသားသည်ကိုမသတိမိမျောခြင်းဝင်နေသောသူ၏တူမတော်ဆက်သူမိန်းကလေး၏လက်ချောင်းထံသို့မိမိလက်ဖြင့်ကိုယ်တိုင်ကိုယ်ကျလက်စွပ်တကွင်းစွပ်ပေးလိုက်သည်ထို့နောက်တစ်ယောက်တည်းထိုင်ရင်းပြုံးနေမိတော့သည့်အကြောင်းမှာထိုမိန်းကလေးသတိလစ်မိမျောနေခြင်းမှသာသူသည်ရင်ထဲ၌ရှိသမျှအရာများကိုဖွင့်ဟပြောဆိုခွင့်ရသောကြောင့်ဖြစ်သည်ထိုမိန်းကလေးနှင့်သူသည်မြည်သည့်သွေးသားမှမတော်ဆက်တော်လဲသူသည်မိမိ၏ခံစားချက်များကိုရင်ထဲ၌သာအမြဲတမ်းနဲ့ဆိုင်ဆိုင်မြုပ်နှံထားခဲ့သည်သို့တော်လည်းယနေ့တွင်မူသူ၏စစ်မှန်သောခံစားချက်များကိုဖွင့်ဝင်ခံလိုက်သည့်ခဏ၌ပင်ထိုမိန်းကလေးသည်သူ့ကိုထာဝရဆွန့်ခွာသွားခဲ့လေပြီဤအဖြစ်မှန်ကိုထိုမျိုးသားအတွက်လက်ခံနိုင်ရန်အလွန်ပင်ခက်ခဲလွန်းလာသည်မိမိ၏ညကာလပတ်လုံးချစ်ဆက်ခဲ့ရသူကသူ့ကိုယခုကဲ့သို့လွယ်လွယ်ကူကူဆွန့်ခွာသွားနိုင်သည်ကိုသူမယုံကြည်နိုင်ဖြစ်နေမိသည်သို့သောထိုမျိုးသားမသိခဲ့သောအရာမှာလွန်ခဲ့သည့်နှလုံးလုံးမိန်းကလေးကိုမဝင်နေစဉ်အတွင်းသူမသည်အမျိုးသား၏စကားလုံးတိုင်းဝန်ခံချက်တိုင်းကိုအတိုင်းသားကြနေခဲ့ရခြင်းဖြစ်သည်ထို့ကြောင့်ပင်တေခါနီးအချိန်တွင်မိန်းကလေးကအကယ်၍နောက်ဘဝတစ်ခုရှိခဲ့မည်ဆိုပါကထိုမျိုးသား၏အချစ်ကိုတေချာပေါက်ပြန်လဲတုတ်ပြန်ပါမည်ဟုရင်ထဲကနေတစ္ဆာတိတ်ထံပြုခဲ့သည်သူမဤသို့ဆူတောင်းလိုက်သည်နှင့်တပြိုင်နက်အထက်ကအရှင်သခင်ကံကြမ္မာကနားညောင်းပေးခဲ့၍ထင်ပါရဲ့သူမဘဝတစ်ခုထပ်မံရရှိခဲ့သည်မိန်းကလေးတတိယလာသည်နှင့်တပြိုင်နက်စာမှုပွဲတွင်အမှတ်အနည်းဆုံးရ၍သူမကိုစူပူအော်ဟစ်နေသောဖခင်ဖြစ်သူ၏အတန်ကိုစတင်ကြားလိုက်ရသည်သူမမျက်လုံးဖွင့်ကြည့်လိုက်သောအခါရှေ့တဲ့တွင်ပထမဆုံးမြင်လိုက်ရသည့်သူမှာထိုမျိုးသားပင်ဖြစ်သည်သူ့ကိုမြင်ချင်းမိန်းကလေးသည်အလွန်အမင်းဝမ်းသာသွားပြီးမိသူကိုများဂရုမစိုက်ဘဲသူ့ထံသို့တန်တန်မတ်မတ်ပြေးသွားကဖတ်ထားလိုက်တော့သည်သို့တော်လည်းသူကသူမကိုအတားအရာတွန်းဖယ်လိုက်၏ထိုအခါမိန်းကလေးသည်အခြေအနေကိုနားလည်ရန်ကြိုးစားရင်းအထက်တန်းကျောင်းလုံးကရခဲ့သောမိမိ၏ဘဲဘက်လက်ကမိလောင်တန်ရသည်အခုခါမှာလုံးဝပျောက်ကင်းသက်သာနေပြီဖြစ်ကြောင်းသတိပြုမိသွားသည့်ဤသည်ကိုမြင်လိုက်ရမှမိန်းကလေးသည်မိမိကိုယ်ကိုအထက်တန်းကျောင်းနောက်ဆုံးနှစ်သို့ပြန်ရောက်သွားခဲ့ပြီဖြစ်ကြောင်းသဘောပေါက်သွားတော့သည်ထို့ကြောင့်ဤတစ်ချိန်တွင်မူသူမသည်အရာအလုံးကိုပြောင်းလဲပြည့်ရန်ဆုံးဖြတ်လိုက်သည်လေထုကအနှဲငယ်အနေရခက်ဆပြုလာချိန်တွင်မိထွေးဖြစ်သူနှင့်သူမ၏သမီးကကြားဖြတ်ဝင်ရောက်ကစကားလမ်းကြောင်းလဲပြီးစိတ်ထဲမထားပါနဲ့ရှင်ဟုထိုအမျိုးသားကိုပြောလိုက်သည်သို့တော်မိန်းကလေးကမူသူတို့ကိုဘာမှပြန်မပြောခဲ့ပေအကြောင်းမှာနင်းတို့နှစ်ဦးစလုံးသည်သူမအပေါ်ချစ်ချင်အောင်ဆောင်နေကြမှန်းသူမသိနေသောကြောင့်ဖြစ်သည်အတိတ်ဘဝတုန်းကသူမသုံးနှစ်ပြည့်အောင်ကိုမဝင်နေခဲ့စဉ်ကသူတို့တစ်ခါမှပင်လာရောက်ကြည့်ရှုခြင်းမရှိခဲ့ကြချေထို့ကြောင့်ယခုအခါမိန်းကလေးသည်ဤလူများနှင့်အတူဆက်မနေခြင်းတော့ပေထို့ကြောင့်သူမသည်ထိုမျိုးသားနှင့်အတူသူ့အိမ်သို့ပြန်လိုက်သွားခဲ့သည်သို့တော်အိမ်သို့ရောက်ချင်းမှာပင်ထိုမျိုးသားသည်အိမ်အောင်ဖက်ကိစ္စအတွက်မိန်းကလေးတစ်ယောက်နှင့်တွားရောက်တွေ့ဆုံရန်ပြင်ဆင်နေကြောင်းသိလိုက်ရသည်ဤဒီကိုကြားလိုက်ရသဖြင့်သူမကသူ့ကိုချက်ချင်းဆွဲလိုက်ပြီးသမီးကိုအိမ်စာလုပ်ဖို့ကူညီပေးရမယ်လေဟုပြောချင်အောင်ဆောင်လိုက်သည်ထို့ကြောင့်ပင်အမျိုးသားသည်ထိုအိမ်အောင်ဖက်တွေ့မိအစီအစဉ်ကိုဖျက်သိမ်းလိုက်ရတော့သည်